Hello အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဘက်က homemade spaghetti လေးချက်စားပြီးအရန်ကိုကြိုက်နေရကြမို့လို့အခုထပ်ပြီးတော့မှချက်စားမှာပဲဖြစ်ပါတယ်ဒီတစ်ခါတော့ basil ပင်စိမ်းအစ်စ်လေးနဲ့မွမွေးလေးချက်မှာမို့လို့ official spaghetti လို့နာမည်ပေးထားပါတယ်ဆိုတော့ထုံးစံတိုင်းငရုတ်ပွားလေးတွေကိုအစိဖယ်ပြီးတော့မှခရမ်းချီနီနဲ့ရောပြီးပြုတ်ပါမယ်ပြုတ်တဲ့အခါမှာစားလေးနည်းနည်းထည့်ပင်စိမ်းရွက်လေးထည့်ပြီးပြုတ်လို့ရှိရင်အနံ့လေးမွေးပြီးချိုနေတာပေါ့နော်အချိုမုန့်တွေအရသာမုန့်တွေထည့်စရာမလိုပါဘူးငရုတ်ပွားရဲ့အချိုတန်းတဲ့တင်တော်တော်လုံလောက်နေပါပြီဒါတွေပြုတ်ထားတာရေခမ်းပြီဆိုရင်တော့ခဏအေးခံထားလိုက်ပါမယ်ခရမ်းချင်ဒီအဖက်လေးတွေကိုဖယ်ထုတ်လိုက်ပါတယ်ငရုတ်ပွားရဲ့အခွန်ကတော့ခွာစရာမလိုပါဘူးပြီးရင်တော့ blender တွေကိုထည့်ပြီးအားလုံးကိုရောကျိတ်လိုက်တာအရန်ကိုအရသာရှိအနံ့လေးမွေးတဲ့ spaghetti အနစ်ကလေးရရှိလာပါပြီဟုတ်ပါတယ်အဲ့ဒီပင်စိမ်းရွက်လေးထည့်ပြုတ်လိုက်မှ spaghetti ရဲ့အနံ့လေးကတကယ်ကိုထွက်လာတာပါ grocery တွေမှာရောင်းတဲ့ခရမ်းချင်ဒီ spaghetti အနစ်ဆိုတာလည်းအဲ့ဒါပဲစီတုပ်ဘူးတွေနဲ့ဆိုလို့ရှိရင်ကြာရှည်ခံဆေးတွေမပုတ်သိုးဆေးတွေကတော့ထည့်ထားရတာပေါ့နော်ကဲဆိုတော့ကျမကတော့အိမ်မှာလက်ဆက်ဆက်ကိုယ်အလေးနဲ့ကိုယ်ပဲလှုပ်စားဖြစ်တယ်ပထမဦးဆုံးစီတက်ဖို့အတွက်ကြက်သွန်ဒီတစ်လုံးကိုနှုတ်ဆင်းထားလိုက်ပါတယ်စီဖူးပြုတ်ပြီးသားလေးတွေဝယ်ထားမို့လို့စီဖူးစပဂက်တီချက်ပါမယ်စီလေးနည်းနည်းလေးထည့်မယ်ခုနကလွာထားတဲ့ကြက်သွန်ဒီလေးတွေကိုစီတက်မယ်ကြက်သွန်လေးဝါလာပြီဆိုရင်ကတော့ဘတ်ဆန်အချောင်းမုံလေးတွေထည့်လိုက်တယ်အနံ့လေးမွေးလာအောင်လို့ကြက်သွန်လေးလည်းချက်ပြီးဘတ်ဆန်အနံ့လေးကလည်းထွက်လာပြီဆိုရင်ကတော့စီဖူးလေးထည့်လိုက်မယ်ဒီနေရာမှာပဇွန်ကြီးရဲ့ကြိုက်လို့ရှိရင်လည်းပဇွန်ပဲထည့်လို့ရတယ်နော်စီဖူးကပြုတ်ပြီးသားကြက်ပြီးသားဆိုတော့အကြာကြီးမချက်လိုက်ရဘူးခဏလေးပဲပြီးရင်ဒီအစ်စ်မှာစိတ်ထားတဲ့မိုးလုံးလေးတွေကိုထည့်ရမှာဖြစ်ပါတယ်မိုးလေးတွေထည့်တဲ့အချိန်ကိုဗီဒီယိုမရိုက်ဖြစ်လိုက်လို့ဒါကပြောပြတာပေါ့နော်မိုးလေးတွေလည်းချက်သွားပြီဆိုရင်ကတော့ခရမ်းချီနီအနစ်ကိုထည့်လိုက်ပါမယ်စားလေးထည့်မယ်ငရုတ်ကောင်းလေးထည့်မယ်ပြီးရင်မွေးမယ်အရသာအစုံအားလုံးရောသွားအောင်အဖုံးလေးပိတ်ပြီးခဏလေးတည်ထားလိုက်မယ်ဒီနေထားလေးရောက်ရင်ဘတ်ဆဲရွက်လေးတွေထပ်ထည့်လိုက်မယ်အနံ့ကိုမွေးနေရပဲကဲနောက်ဆုံးတစ်ဆင့်အနေနဲ့ပြုတ်ထားတဲ့ spaghetti ခောက်ဆွဲလေးတွေကိုထည့်ပြီးတော့မှမွေလိုက်ပါမယ်ကဲဒါကတော့ကျမရဲ့လက်ရ official seafood spaghetti လေးပဲဖြစ်ပါတယ်ဒီတစ်ခါတော့ Italian တွေအရန်ဆန်ပြီးတော့မှစပွဲကင်းတွေဘာတွေနဲ့စားမယ်ဆိုပြီးစပွဲကင်းတွေထုတ်ခင်းပြခဲ့ပါတယ်ခါတိုင်းလိုစူကာဘတ်ဒီဇိုင်းနဲ့မဟုတ်ပဲအင်ဂျီတွေဘာတွေလည်းလဲထားတယ်ပေါ့နော်အရန်ကို Italian ဆန်နေပြီဆိုတော့ဒီတိုင်းမရတော့ဘူးဝိုင်းနေပါတွေပါထုတ်တောက်မှရတော့မှာဆိုတော့အလိုက်ဖက်ဆုံး white wine sauvignon blanc တွေထုတ်တောက်ဖြစ်ခဲ့ပါတယ်ကဲဒီလိုဆိုရင်ကတော့ကျမရဲ့အရန်ကိုပြီးစုံသွားပြီဖြစ်တော့ seafood spaghetti လေးနဲ့ wine လေးနဲ့နေ့လယ်စာလေးပဲဖြစ်ပါတယ်ဒီနေရာမှာတခုပြောချင်တာကတော့ parmesan cheese powder လေးဖြူပြီးစားရင်ပိုပြီးလိုက်ဖက်မှုရှိတာပေါ့နော်ကျမကတော့ cheese ကိုမကြိုက်တဲ့အတွက်ကြောင့်မလို့မထည့်ပါဘူးဒီတိုင်းလေးကျမချက်ထားသလိုစားရတာလေးကကျမအတွက်ပိုပြီးတော့မှအဆင်ပြေပါတယ်ကဲအားလုံးပဲ spaghetti လေးကိုကိုယ်တိုင်ချက်စားပြီးတော့မှ enjoy ကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်